TikTok ကလေခုတော့ view တွေတအားကြတယ်သိလားရှင်တို့ view တွေကြလားမကြလားမသိဘူးအဲ့ဒါကတော့လေ view တွေတအားကြတာပဲသိလားတော်တော်ကြတယ် view လေ7 view ပဲရှိရတာတော့ရှိတာလုံးဝဘာဖြစ်လဲမသိဘူး TikTok ရဲ့လေ algorithm ကလေဒီ public ကိုမချပြတာဖြစ်မှာပေါ့နော်အဲ့ဒါပြမယ်ပြမယ် view ကြတာပို့စပတ်ဆက်အဲ့ဒါ view ကြတာမြန်လေဒီမှာကြည့်လိုက်အဲ့ဒါ view လေးရလေဒီမှာကြည့်ဒီဟာလေးဆိုရင်ဒီပို့ဆိုရင်လေဒီမှာကြည့်လိုက်အခုမှ36ပဲဆိုတာပထမကလေအဲ့ဒါလေအဲ့ဒါ7 view ပဲတက်လိုက်တာဒီလားလုံးဝဘာဖြစ်သွားလဲမသိဘူးလူကလေဟဲ့ဘာဖြစ်သွားလဲမသိဘူးပေါ့နော်နောက်တစ်ခုဆိုလို့ရှိရင်လေပြမယ်နောက်တစ် view တစ် view ဆိုရင်လေနောက်တစ် view ဆိုရင်လေအခုမှကြည့်ပါဦးဒီနေ့ဘာလို့ဝယ်မှာဘာကြောင့်နှစ်ပိတ်တာ242 view ပဲရှိရဲ့အဲ့ဒါတော့လုံးဝဘာဖြစ်တာလဲမသိဘူးအဲ့ဒါဘာဖြစ်လို့လဲဆိုတော့အဲ့ဒါ TikTok ရဲ့ algorithm နဲ့ဒီ terms and condition တွေမှာတချို့ဟာတွေ miss out ဖြစ်သွားတာပေါ့နော်အဲ့ဒါကဘာလဲဆိုတော့ဒီ hashtag တက်တဲ့ချိန်မှာတချို့စကားလုံးတွေသူတို့တားမြစ်ထားတဲ့စကားလုံးတွေပါသွားတာတွေရှိတယ်ပေါ့နော်တဲ့အတွက် April တင်ရတဲ့ဟာမျိုးရှိအဲ့ April ကိုသူများတွေမဖြတ်ပါနဲ့လို့ပြောတယ်အဲ့ဒါမသိဘူးသူဖြတ်ပလိုက်တယ်အဲ့ဒီအတွက်ကြောင့် view ကျသွားတာလည်းဖြစ်တယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကဘယ်လိုနေရာမျိုးတွေမှာ view ကျရလဲဆိုတော့တင်တဲ့အချိန်ကအဲ့ဒါပဲချိန်သွားတင်လိုက်လဲဆိုတော့အလုံးပိတ်ရက်လည်းဖြစ်တယ်ဆိုတော့အဲ့ဒါရဲ့ user ချက်ကတော့အလုံးပိတ်ရက်လည်းဖြစ်တယ်ဆိုတော့ဒီနေ့တော့အဆင်ပြေပါပဲဆိုပြီးတော့ပုံမှန်မဟုတ်တဲ့နေကင်းနေ့လေပိုင်းတွေသွားတင်လိုက်တယ်တကယ်တော့ TikTok ကတင်မယ်ဆိုရင်မနက်ပိုင်းအချိန်9နာရီပတ်ချလဲတင်ညနေပိုင်းဆိုရင်9နာရီ6နာရီ9နာရီ10နာရီပေါ့ဒီလိုပတ်ချလဲတွေတင်တယ်ဆိုလို့ရှိရင်သူရဲ့ algorithm ကပို့ပြီးတော့မိတယ်ဆိုတော့ဒီဗီဒီယိုကိုကြည့်နေတဲ့သူတွေထဲမှာ view ရမ်းကြလို့စိတ်ညစ်တဲ့သူတွေရှိလားစိတ်မညစ်ပါတယ်အားတင်ထားပါကိုယ်လည်းဖြစ်နေတယ်ပေါ့နော်ပြီးတော့ TikTok update လုပ်နေလို့ဆိုတော့အကြောင်းရင်းတစ်ခုလည်းရှိနေတယ်ဆိုတော့ view ကြတဲ့သူတွေရှိနေရဆိုလို့ရှိရင်အောက်မှာ comment မှတ်ခဲ့ပြီเนาะအားလုံးကိုကျေးဇူးတင်ပါတယ်တတာ